ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါမီနီကားစတီကာဒီဇိုင်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုငလင်းလေးကပေးတဲ့ကြောင့်လူတွေစိတ်ဒုက္ခရောက်နေတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ဗီဒီယိုလေးတွေတင်ထားတာကိုကျွန်တော်ရန်နာထားခဲ့တယ်သို့ပေမဲ့အခု The Challenge TV ဆိုတော့ကျွန်တော်ဗီဒီယိုလေးတွေကိုကျွန်တော်အရင်တိုင်းပြန်တင်ပေးဖို့ရှိပါတယ်ခင်ဗျာအဲ့ဒီအတွက်လည်းနားလည်ပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြသွားချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီဇိုင်းတစ်ခုကကားတစ်စီးထဲမှာကားမျိုးစားတစ်ခုထဲမှာတင်ဆင်လို့ရတာမဟုတ်ဘဲနဲ့တူညီတဲ့ body frame form ရှိတယ်ဆိုရင်လိုက်ရောညီတွေ့မှုရှိတော့ကျွန်တော်တို့ပြန်ပြီးတော့အသုံးပြုပြီးတော့ဒီဇိုင်းပြန်ဆင်လို့ရတယ်ပေါ့နော်အဲဒီဟာလေးကိုကျွန်တော်ဗီဒီယိုနဲ့ကျွန်တော်ပြပြပေးချင်ပါတယ်တချို့တွေကကြတော့ဘာလို့လဲဆိုတော့တချို့တွေကကြတော့ဒီဇိုင်းတစ်ခုတွေကဥပမာဆိုပါစို့profile မှာကတ်တဲ့ဒီဇိုင်းက profile မှာပဲကတ်လို့ရတယ်ထင်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးပဲね profile မှာကတ်တဲ့ဒီဇိုင်းကလည်းသူ့ရဲ့ 2D တဲ့ form ပုံစံမျိုးရှိရကားတစ်စီးမှာဥပမာSwift တို့ Honda Fit တို့ဘာလို့အဲ့လိုနေရာမျိုးတွေမှာလည်းပြန်ပြီးတော့ကတ်လို့ရအောင် adjust ပြန်လုပ်ပြီးတော့လိုအပ်တဲ့ဟာလေးတွေထည့်ပြီးတော့အသုံးပြုနေပြန်ပြုလို့ရတယ်ပေါ့နော် changes လေးလုပ်ပြီးတော့အဲ့လိုပုံစံမျိုးလေးတွေကိုသိရှိအောင်ကျွန်တော်ဗီဒီယိုလေးနဲ့ကွာပြပြပေးတော့ပါမယ်ဆိုတော့ကျွန်တော်နဲ့ဒီဗီဒီယိုဆိုနေကြည့်လို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ပထမအဆုံးကျွန်တော်တို့ဆွဲထားတဲ့ main structure ကိုအရင်ဆုံးကျွန်တော်တို့ချမယ်เนาะ main structure ကိုချပြီးပါကျွန်တော်နောက်လိုအပ်မဲ့ဟာလေးတွေကိုကျွန်တော်နည်းနည်းချင်းစီဖြည့်မယ်အခုဒါဆိုဂျပန်စလုံးလေးပဲဖြစ်ဖြစ်ကျွန်တော်ယူထားတဲ့ဟာလေးပေါ့เนาะအကောင်လေးကိုဖြည့်ပြီးတော့ကျွန်တော်တို့နည်းနည်းအနည်းငယ်လေးပေါ့သူရဲ့လိုအပ်တဲ့ဟာလေးကိုလိုက်ထည့်မယ်ပေါ့ဗျာပြီးသွားရင်ရှေ့ချမ်းလေးလွတ်နေရဖြစ်တဲ့အတွက်ရှေ့ချမ်းနဲ့ကျွန်တော်တို့ဒီဆက်ဆင်တဲ့ပုံစံဒီ sport ပုံစံမျိုးလေးကိုထပ်ဆင်လိုက်တယ်ပေါ့နော်နောက် swift မှာဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော်တို့ main character ကိုယူတယ်ဆွဲထားပြီးသားပေါ့နော်အဲ့ design ကိုယူလိုက်တယ်ယူပြီးတော့ကျွန်တော်နောက်ပြင်မှာလိုမယ်ပဲဖြစ်ဖြစ်ဒီရှေ့မှာလိုတဲ့ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ like ထည့်မယ်ပေါ့ဗျာနေလိုအပ်တဲ့ဟာလေးတွေတော့ဖြုတ်တာရှိဖြုတ်ကြမယ်ပေါ့နော်ကျွန်တော်တို့တက်စရာကြီးပြန်တက်ကမယ်ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ table cat လိုဟာမျိုးတွေမှာကျွန်တော်တို့ပြန်ဆွဲမယ်ဆိုတော့အဲ့ပုံစံတိုင်းပဲကျွန်တော်တို့ main ဟာကိုအဓိကဆွဲယူပြီးတော့နေရာချတယ်နေရာချပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်ပြင်လေးတွေပဲဖြစ်လိုတာလေးကိုကျွန်တော်တို့ဖြည်းဖြည်းညှိထည့်မယ်ဒီ sport ပုံစံလိုချင်တာဖြစ်တဲ့ကျွန်တော်နည်းငယ်သေးပြီးတော့ကျွန်တော်ထည့်ရလိုက်မယ်ဒီရှေ့ခေါင်းဟောင်းလည်းအရင်ပုံစံတိုင်းပဲရှေ့ကနေကျွန်တော်တစ်ချက်ဆွဲယူလိုက်မယ်ဆွဲယူပြီးတော့ကျွန်တော်နည်းနည်းလေးသေးပြီးတော့ထည့်ပေးလိုက်မယ်ပေါ့နော်ဒါတော့ကိုလိုချင်တယ်လို့ကိုအသုံးပြုချင်တဲ့ပုံစံပေါ်မှာမူတည်ပြီးကိုနည်း adjust လုပ်မယ်နောက်ကျွန်တော်ယူထားတဲ့ဟာကနေထပ်ပြီးတော့ပြန်ဆွဲယူလိုက်တယ်တစ်ခုချင်းစီပေါ့ခုချင်းယူပြီးကျွန်တော်တစ်စင်ချင်းစီလိုက်ထည့်လိုက်တယ်အဲ့ထည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ဒီဇိုင်းတစ်ခုတည်းကနေပြီးတော့ကား၃မျိုးလောက်မှာ easy တင်လို့ရတယ်ပေါ့နော်အဆုံးထိကြည့်ရှုပေးကြရတော့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ